ကြွရောက်လာကြသောယောဂီသူတော်စင်များအလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီ။ယနေ့သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1368ခုတဘိုးရွယ်လပြည့်ကျော်10ရက်2009ခုနှစ်2လပိုင်း17ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့အကွက်120ရုံသာရယုံသာဓမ္မယုံတော်ကြီး၌မန္တလေးမြို့လေးပြင်လေးရအတွင်းသရင်သုံးနေထိုင်တော်မူကြကုန်သောဖရာမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိတ်ပန်းစင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်ဖွဲ့မှကြီးမှုကျင့်ပပြုလုပ်အပ်သောမိုးကုတ်ဝိပဿနာ9ညတာအထူးအလုံးပေးတရားပွဲပထမညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောအကွက်120ရက်ကန်းဝင်းရနေအမိဒေါခင်ကြီးသမိမတ်ကောက်ငုဝါသိမ့်ဖဏဆိုင်ကိုင်းတန်းစိတ်မလိမလူရန်ပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ရသော်ဘုရားသခင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစီတတ်သောဓမ္မတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးမဓမ္မဒေသနာတော်တို့အားယနေ့တိုင်အတွန်းရှိတည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ်းစောင့်ရှောက်တော်မူလာကြကုန်သောသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွာဥစဉ်အားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိပေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမီးခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆက်သောအဖြစ်၎င်းဘုရား၏မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအလုံးသောသူတော်ကောင်းအပေါင်းတို့လည်းယခုလိုမရစဘူးအရာထူးနေတဲ့ဘဝဒုကလေးကိုမိမိရော့ရော့ပေါ့ပေါ့ဆဆမနေကြဘဲနဲ့အချိန်ရှိကလုံးလစိုက်ဖို့အလေးနဲ့ထားပြီးတော့တိုက်တွန်းပါနော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကပညာရှိတဲ့ပုဂ္ဂိုလ်ဆိုရင်တဲ့ပိဿုပန်ကောသံဃာပါကောင်းကျိုးချမ်းသာပေးနိုင်တဲ့
အကျိုးစီးပွားများတဲ့အလုပ်ကိုပဲလုပ်ထိုက်တယ်ဟောအဲ့လိုအကျိုးစီးပွားများတဲ့အလုပ်လုပ်ဖို့ဆိုရင်ကလျာဏမိတ်တအဆွေခင်မွန်းကောင်းရှိဖို့လေအဆွေခင်မွန်းကောင်းရှိတဲ့အပေါင်းဖော်ကောင်းရှိတဲ့မိတ်ကောင်းဆွေကောင်းသူတော်ကောင်းတွေအပေါ်မှာကိုင်းညွတ်တဲ့စိတ်ရှိသောပညာရှိသည်တဲ့မမိတ်မလျော့မပေါ်စသောတတိမလျှော့သောလုံလနဲ့ကုသိုလ်တရားကိုအစဉ်ပွားများနေရ၏တဲ့ကုသိုလ်ကမ္မပဒတရားတွေကိုမမိတ်မလျော့ပွားများအားထုတ်ရ၏တဲ့အချင်းချင်းလဲတိုက်တွန်းနှိုးဆော်ရမယ်လို့ဘုရားကဆိုထားတယ်။ဒါယုတ်ပါဠိတော်ကလျာဏမိတ်တသုတ်ကောသလမင်းကြီးကိုဟောတဲ့တရားပေါ်လေဒီနေ့ဦးဇင်းတို့သူတော်ကောင်းတို့နာကြနော်။အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်စေတဝန်ကျောင်းတော်မှာသတင်းသုံးနေတော့ဘုရားရှင်ရဲ့ကျောင်းတော်ကိုပတိနတိကောသလမင်းကြီးရောက်လာဧဝမေတုတံဧကံသမယံပေါ့လေဒါအရှင်အနန္ဒပြန်လဲလျှောက်ကြားချက်အတိုင်းပြောရရင်အခါတစ်ပါးမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်စေတဝန်ကျောင်းတော်မှာသတင်းတောင်းတော်မူနေကကောသလမင်းကြီးရောက်လာတယ်ဆိုတော့ကောသလမင်းကြီးကလည်းဘုရားရှင်ကိုရောမြတ်ကြီးပေါ်မှာဒါဥဒေမကြခဏပြောဘူးတဲ့အမတန်မှလေးစားတယ်အမတန်ကြီးညိုတယ်အမတန်လည်းချစ်တယ်လောကအလိုပြောရင်သိချစ်တာတငယ်ချင်းကောင်းတယောက်လို့ဆရာကောင်းတယောက်လို့ဒီလိုပေါင်းတာဘာလို့လဲဆိုတော့ဘုရားရှင်နဲ့ကောသလမင်းကြီးဟာအသက်အတူတူရွယ်တူမျိုးတူခတ္တိယမင်းမျိုးချင်းအတူတူပဲအသက်အရွယ်ကလည်းအတူတူပဲဆိုတော့ကောသလမင်းကြီးကလည်းကိုချင်းစာပဲပေါ့ငါကငါးပါးအာယုံကာမဂုဏ်တဲမှာလူတကာတွေပေါ်နိုင်တဲ့စီးနေနဲ့တခါတည်းသွားမိုးအုပ်ချုပ်နေတဲ့မင်းကောသလမင်းဟာစစ်တိုက်အမတန်ဝါဒနာပါတယ်အာသောကမင်းလိုပဲကောသလကလည်းသိကြတယ်ဒီတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတောထွက်တရားအားထုတ်တရားရည်မြိုက်စည်းတွေနဲ့ဆိုတော့ဘုရားရှင်ကြီးကငြိမ်းအေးလို့ကောသလမင်းကြီးကပူလောင်လို့အဲ့ဒါကိုသူနိုင်ကြည့်ပုံရပါတယ်ဒါကြောင့်ဘုရားကိုသိချစ်တယ်ဩအရွယ်တူချင်းအတူတူသူကကောင်းတဲ့အလုပ်ကိုလုပ်နိုင်တယ်ဟုတ်ကဲ့လားဒါသိအရေးကြီးတယ်အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုသိချစ်တော့တနေ့ကိုအားနေရင်၃ခေါက်လောက်ဘုရားကျောင်းကိုရောက်အောင်သွားတယ်တကယ်မအားမလတ်တဲ့ကြာစစ်တိုက်ထွက်ပဲတိုင်းပြည်အရေးခင်းနေရှိလို့သူသွားမယ်လာမယ်ဆိုရင်လည်းဘုရားကျောင်းတော်ဝင်ဥခိုက်ပြီးမှသူသွားဒါလေးလေအတူယူစရာတစ်ခုပေါ့နော်အဲ့တော့ဦးဇင်းတို့ငယ်တုန်းကဒါအမေဖေကျေးဇူးကိုခုနကပဲပူဇော်ရင်းနဲ့နှလုံးသွင်းမိတာလေငယ်စဉ်တောင်ကြီးကလေးဘဝကလေးကရဲ့အမေနဲ့ဖေဟာဦးဇင်းတို့ကိုဘယ်နေရာသွားကျောင်းသွားတော့မယ်ဆိုရင်လည်းဘုရားအရင်ဥသုံးရေးချမိခင်ဖခင်ကြော့ပြီးမှအမေကျွန်တော်တို့ကျောင်းသွားအောင်မယ်ပြောပြီးမှသွားခရီးဝေးဆိုတာမဆိုထားနဲ့တော့မြို့ထဲသွားအောင်မယ်ကြော့ပြီးမှဘယ်သွားမယ်ဒီလိုပြောပြီးသွားတဲ့အလေးအကျင့်လေးကိုလုပ်ပေးထားတာရှိပါတယ်အဲ့တော့အခုလည်းဘုရားရှင်ကိုယ်တော်မြတ်ကြီးထမ်းကိုကောသလမင်းဟာနည်းနည်းလေးအလုပ်အားတယ်ဆိုရင်ပဲဘုရားရှိရောက်နေတယ်ပေါ့အဲ့ဒီမှာကောသလမင်းကဘုရားရှင်ကိုယ်တော်မြတ်ကြီးလျှောက်တယ်အရှင်မြတ်ဘုရားတဲ့ဘုန်းတော်ကြီးလာတော်မူသောမြတ်စွာဘုရားတပည့်တော်စိတ်ငြိမ်ရာကိုချင်းကပ်ပြီးတော့တူးတဲ့နေတဲ့အခါမှာဓမ္မလေးတစ်ခုတရားလေးတစ်ခုကိုစဉ်းစားမိတယ်တဲ့အဲ့ဒါလေးတပည့်တော်လျှောက်ပြရစီဟုတ်ပြီနော်ပညာရှိတွေဟာမိမိအကျိုးအတွက်မိမိတကယ်လူလားကြတဲ့သူတော်ကောင်းတွေပဏိတတွေဆိုရင်မိမိအတွက်ကိုယ်ပိုင်အချိန်ဆိုတာပေးရတယ်နော်အခုကောသလမင်းကြီးသားတလောက်တိုင်းရေးပြီးရကောသလမင်းဆိုတာကောသလတိုင်းဆိုတာတိုင်းကြီး16တိုင်းကိုအုပ်ချုပ်ထားတဲ့ဧကရမင်းပတိသဒေသအသေးလေးတွေအုပ်ချုပ်တဲ့မင်းတွေကိုအကုန်လွှမ်းမိုးနိုင်တဲ့တိုင်းကြီး16တိုင်းကိုအုပ်ချုပ်ထားတဲ့မင်းတိတ်အလုံးများတာပေါ့ဗျာအဲ့ဒါအလုံးများတဲ့မင်းကသူ့အတွက်သူ့အချိန်ပေးတယ်စိတ်ငြိမ်ရာကိုချင်းကပ်ပြီးတော့တူးတယ်ဒါလေးတော့
တယောက်တည်းသူနေတယ်စိတ်ငြိမ်အောင်ချင်းကပ်ပြီးအာယုန်တွေစွန့်ခွာပြီးတော့ပညာရှိတို့လှုပ်အပ်တဲ့အလုပ်ပဲအဲ့ဒါလို့ချင်းကပ်မိတဲ့အခါမှာတခုစဉ်းစားမိပါတယ်အဲ့ဒါလေးရှောက်ပြရစီဆိုတော့မဟာရာဇမြတ်သောမင်းကြီးရှောက်ပါဘုရားရှင်ကိုယ်တော်မြတ်ကြီးခွင့်ပြုတော့အရှင်ဘုရားတဲ့အရှင်ဘုရားဟောကြားအပ်တဲ့တရားဒေသနာတွေဟာအမတန်မှလည်းကောင်းပါတယ်တတ္တဝအများအတွက်ဘုရားတပည့်တော်တို့အတွက်အမတန်မှကျေးဇူးများတာအမှန်ပဲတဲ့တန်ဖိုးရှိတဲ့အဆုံးအမတွေပါတဲ့သို့တော့အဲ့ဒီတန်ဖိုးရှိတဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးနိုင်ဖို့အရေးဟာအဆွေခင်မုန်းကောင်းတေအရေးကြီးတယ်ဗျာ။ဘာအရေးကြီးတယ်။အဲ့တော့ဘုရားတပည့်တော်စဉ်းစားမိတာပြောရရင်အဲ့ဒီသူတော်ကောင်းအရှင်ဘုရားဆုံးမတဲ့သူတော်ကောင်းအလုပ်တွေလုပ်နိုင်ဖို့ရာတစ်မိတ်ဆွေကောင်းရှိရနှစ်အပေါင်းအသင်းကောင်းရှိရဟုတ်ပြီနော်။သူပြောတာသူကသုံးခုပြောမှတစ်ကဘာလဲလဲမိတ်ဆွေဆိုတာအဆွေခင်မုန်းကောင်းနှစ်ကအပေါင်းဖော်ကောင်းရှိရမယ်တဲ့သုံးသူတော်ကောင်းတွေအပေါ်မှာကိုင်းညွတ်တဲ့စိတ်ရှိရမယ်အဲ့ဒီသုံးပါးသောအမှုရှိမှသူတော်ကောင်းအလုပ်ကိုလုံနိုင်တယ်လုံဖြစ်တယ်လို့ဘုရားတပည့်တော်ဒါလေးစဉ်းစားမိတယ်စဉ်းစားဖို့ကောင်းလို့အခုသူတော်ကောင်းတို့မိတ်ကောင်းဆွေကောင်းရှိမှတရားနာဖြစ်တယ်ဒါနာဖြစ်ရုံမရှိသေးတာအဆွေခင်မုန်းကောင်းဆိုတာအဆွေခင်မုန်းကောင်းမိမိနဲ့အတူနေတဲ့ပုဂ္ဂိုလ်တွေကိုပြောတာကျင်လင်မယားသာသမီမိဘအဲ့ဒါအဆွေခင်မုန်းကိုခေါ်တယ်အဲ့ဒီအဆွေခင်မုန်းကောင်းရှိမှဆိုတော့မိမိကတရားနာခြင်းနဲ့မိမိရဲ့ခင်မုန်းတဲ့မကကန့်ကွက်နေမယ်အလိုမကျဘူးဆိုရင်ဖြောင်းပြောင်းလို့ရမလားမရပါဘူးဒါမို့လို့စိတ်တူကိုယ်တူဖျားသွားကြောင်းတဲ့နကိုတူမြပြီးတော့လေနကိုတစိတ်ဆိုအမှန်မကောင်းဘူးလားကောင်းပါတယ်ဒီလိုတောင်းခဲ့ကြတာမဟုတ်ဘူးလားအဲ့ဒါတောင်းတာပေါ့တောင်းလို့မရဘူးเนาะဒါလေးအရေးကြီးတယ်ဆိုတော့မကောင်းတာလည်းအတူလို့ကောင်းတာလည်းအတူလို့ဆိုရင်တော့သိမဟုတ်သေးဘူးဟုတ်ပြီနော်ကောင်းတာကိုအတူလုပ်နိုင်ရမယ်သဘောတူညီမျှတဲ့ဆွေခင်မွန်ရဖို့ခဲရင်တယ်တော့ဒါတူကိုတူကျေးဇူးတင်ဖို့ကောင်းနှစ်ယောက်များတူခဲ့ရင်ပြောတာပါမတူတဲ့လူတွေတော့ကမ္မစကားပေါ့ဗျာဒါလေးပြောခြင်းလို့เนาะဒီနေရာမှာဒီတရားဟောတော့မယ်ဆိုအမေနဲ့ဖေကိုသွားသတိရပါနဲ့ဖေနဲ့မေနဲ့ရံဖြစ်ရောနော်ရံဖြစ်ပြီးတော့အမေကကွာမယ်ရှင်းမယ်လို့တာအဲ့ဒါအသက်50ကျော်ကြပြီသူတို့60နာနီးပြီနော်ပြဿနာတက်ကြီးတက်မသိဘူးသူမင်္ဂလာအဲ့ဒါနဲ့လာအကြောင်းကြားတယ်နဲ့ကိုလေးလာအောင်နဲ့ကျုပ်ကလည်းအိမ်ကတ်တဲ့လူမဟုတ်ဘူးနော်အိမ်လည်းတပတ်ပြည့်အောင်မနေဘူးဘယ်နေရာမှတပတ်ပြည့်အောင်မနေတာဟိုမိဂရာဘုံ9နှစ်ရှိပြီ8နှစ်ရှိပြီနည်းနည်းတောင်ပြင်းတယ်လို့ဖြစ်လာနော်အဲ့တော့တပတ်ပြည့်ရန်ကုန်မန္တလေးတို့လျှောက်သွားနေတယ်မဟုတ်လေအိမ်ကညီမတွေညီလေးတွေကလာခေါ်ကြကိုကြီးလိုက်ခဲ့အောင်နေဘာဖြစ်လို့ဖေနဲ့မေတော့ကြီးကျယ်ပြဿနာတက်လိမ့်မယ်ဒီရွယ်ကြီးမှရံဖြစ်သေးလားနော်မေကိုလည်းမသိဘူးသူတို့အတူတူသွားကြတာကိုဘယ်သွားနှစ်ယောက်ခွဲပြီးဘယ်မှမသွားတတ်တဲ့အကျင်လင်မယားနှစ်ယောက်နော်အဲ့ဒါသေးတာတော့သူရင်သေးငါရင်သေးလုံနေကြတာဘာလို့ဆိုကြံတဲ့လူကမကြံခဲ့ချင်ဘူးသူကနော်အဲ့လောက်အဖေနဲ့မေရအဲ့လောက်ချစ်ကြတဲ့နှစ်ယောက်ကဘာလို့ရံဖြစ်ကြလဲမသိအဲ့တော့အိမ်ပြန်ရောက်တော့အမေအဖေကဝရန္တာရှိမှထိုင်းနေတာငုတ်တုတ်ကလေးမင်းငေါ့ပြတယ်အဖေနဲ့တော့တငယ်ချင်းလိုနေတာဆိုမင်းငေါ့ပြတော့လောက်ဆိုအဖေကယာသေးတယ်โอเคလောက်ဆိုသိတယ်နော်နှုတ်ဆက်ကြည့်လိုက်ကြတာအဖေဘက်ကမိစိမ့်ပြထားတယ်အမေပဲဝင်သွားတယ်ဟောနှခမ်းကြီးစူချိတ်နေတယ်အဲ့တော့ဝင်လာတာနဲ့ဘတ်ဆိုပဲလက်သွားမဖြစ်ဘူးအဲ့တော့ကံရမှာဒီတယောက်နော်အဲ့တော့ပြောကြည့်တယ်မေးဘာဖြစ်တာတော့လာမေးနဲ့ငါ့ကိုတဲ့နေဖေသွားပလားတဲ့ဘယ်သွားမှာတော့သူမသွားငါသွားမယ်အဲ့လိုတွေပေါ့လေနော်အဲ့လိုဖြစ်နေတဲ့အချိန်ဦးဇင်းတခုံးပဲပြောခဲ့ပါလေအဖေဆိုးတယ်ပဲဆိုပါစို့လို့အဖေမဆိုးတာကျွန်တော်သိတယ်နော်ဦးဇင်းသိတယ်အဖေမဆိုးဘူးဆိုတာအမေဆိုးတယ်လို့ပြောတယ်လို့ဖြစ်သွားတယ်နော်အဲ့တော့နှစ်ယောက်လုံးဆိုးတယ်ဆိုကြပါစို့
သို့တော့အမေကိုပြောခဲ့တဲ့စကားအမေအဖေကခမည်းစိတ်ထဲမှာဘလောက်ပဲစိတ်တိုင်းမကြဘလောက်ဆိုးတယ်ပြောဒါတော့ဥတုမင်္ဂလာပြောတာ तू မကြားလို့အမေဒီလောက်တော့အမေကဒီလောက်စိတ်လဲကောက်တတ်တယ်စိတ်လဲကြီးတယ်အဖေကနောက်အိမ်တော်ပြုစမ်းမှာကျုပ်ရှာကျွေးမယ်လို့အဲ့လိုပြောခဲ့တာနော်အဲ့ဒါကြားရင်တော့သူမင်္ဂလာမှာမောင်းထုတ်မှာဒီတော့အမေတခြားဟာတွေအသာထားခုခမည်းတော်ကျုပ်တို့ဒီသစ္စာ၄ပါးတရားကိုဘယ်သူရှာပေးခဲ့တာလဲဒီစကလုံးတုံးမေးလိုက်မင်းပြရှာတာလေးတွေဒါသူ့ဝတ်တရားပဲမဟုတ်ပါဘူးဝတ်တရားမဟုတ်ပါဘူးလင်းဝတ်တရားမရဝတ်တရားစီးပွားဥစ္စာရှာပေးမယ်အမေကိုစီးစိမ်ဥစ္စာအကုန်အပ်တယ်လဲအဖေတော်ဝန်ကြည်ပြီးသားလို့ဒါတွေအသာထားခင်ဗျားတို့ကျုပ်တို့မှာဒီအဖေရဲ့ကျေးဇူးကိုဟောဒီသစ္စာတရားရှာပေးခဲ့တာလေတစ်ခုနဲ့တည်းဟောဒီဘဝမဟုတ်ဘူးကဘာချင်းအောင်ဆက်မကုန်ဘူးလို့ရှင်းလားရှင်းပါပြီသဘောပေါက်သလားပေါက်ပါပြီဒီတစ်ခုမှပြောလိုက်ရတယ်သူတို့ပြေလေသွားတယ်နော်ပြေလေသွားတာထက်ကိုဦးစင်ပြောခြင်းတဲ့စကားလေးတစ်ခုသစ္စာတရားတွေ့ဖို့လွယ်သလားလွယ်ပါဘူးဗျာလမ်းမှန်ပြနိုင်ဖို့လွယ်သလားလွယ်ပါဘူးဗျာအဲ့ဒါကြောင့်ဖခင်အပေါ်မှာဖခင်ဆိုတဲ့ကျေးဇူးကတစ်ခုကလျာဏမိတ်္တငါတို့ရဲ့အဆွေခင်မွန်းကောင်းပဲဆိုတာတစ်ခုအဲ့ဒီနှစ်ခုပေါင်းပြီးကျေးဇူးဆက်ပါတယ်ရှင်းသလားရှင်းပါတယ်ဗျာသဘောပါတယ်နော်အဲ့တော့မိမိကိုတရားဓမ္မလမ်းညွန်ပြခဲ့တဲ့ပုဂ္ဂိုလ်လောက်တန်ဖိုးရှိတာတော့လောကမှာမရှိဘူးဘာနဲ့ပေးစားရအမေလို့ခင်ဗျအခုအဖေကသေဆိုရင်ခင်ဗျသေပေးလိုက်ကျုပ်စိတ်ထဲမှာဒီတိုင်းရှိတယ်သဘောပါသလားအားလုံးကိုစဉ်းစားမိရလားကလျာဏမိတ်္တသိအရေးကြီးပါတယ်ဒီနေ့ဒကမာကြီးတို့နော်အခုယုံတာတရားပွဲကျင်းပတဲ့ဒကမာကြီးဦးဇင်းနာမှာတော်တော်ကိုသူအောက်ကျုပ်ခံပြီးတောင်းတာပါဦးဇင်းတို့ဒါမိခင်လို့အရွယ်ဆုံးမိခင်လို့ဆက်ဆံတာဒီလိုမဖြစ်စေခြင်းဘူးပေးစရာရက်ကိုမရှိလို့အကြက်ရိုက်နေလို့မတော်ကြီးဟာမဖြစ်နိုင်လို့ပါမရဘူးဇွတ်ကတ်တောင်းတယ်တပည့်တော်အရက်ကိုကျေးဇူးဆက်ခြင်းလို့ဟုတ်ပြီနော်ဒီလားအေသူကရှိနေတာအဲ့ဒီပေါင်းတာပါစေမလီဦးစင်းသိတဲ့အတိုင်းပဲဇတ်တာအရက်ကူးကြည့်မှာတရားပွဲတော့ကူးမနာဘူးဖရာတဲ့နော်ကျေးဇူးဆက်ခြင်းလို့တဲ့အဲ့ဒါနဲ့ဦးဇင်းတို့ဖြစ်အောင်ပေးပါလေပထမတစ်ခါပေးထားတယ်ခရီးစဉ်တောင်ပေါ်ခရီးစဉ်နဲ့ရက်နောက်ကျသွားတဲ့အတွက်နောက်ဆုတ်လိုက်ရတဲ့အတွက်အခုအစားပြန်ပေးတာဖြစ်အောင်လုပ်ပေးတယ်ဒကမာကြီးရဲ့စေတနာကိုအခိမပြုတဲ့အနေနဲ့ပြန်ပြီးကျေးဇူးဆက်တာပါနော်အဲ့တော့ကလျာဏမိတ်္တသိအရေးကြီးပါတယ်အဆွေခင်မွန်းမိမိနဲ့နိဒာယမိသားစုအတိုင်းဝဲဟာမိမိကိုတရားလုပ်တဲ့နေရာတရားအားထုတ်ပြအောင်တိုက်တွန်းမယ်တရားအားထုတ်တာကိုအားပေးတယ်တရားနာပြအောင်တိုက်တွန်းမယ်တရားနာတာကိုအားပေးတယ်ဆိုရင်အဲ့ဒါမိတ်ဆွေကောင်းတယ်ပဲအဆွေခင်မွန်းကောင်းတယ်နောက်အပေါင်းဖော်ကောင်းပေါင်းဖော်ကောင်းဆိုတာအပြင်ပဗဟိတကတငယ်ချင်းတွေမရှိဘူးလားဟာတငယ်ချင်းတရားသွားနာရအောင်ဘယ်တရားဝဲကဘယ်လိုกว่าဆိုရင်အဲ့ဒါမိတ်ဆွေကောင်းမယ်တကယ်ကြီးရေသွားကြစို့ဘယ်ဘီယာဆိုင်ကသိတ်ကောင်းတာဆိုရင်တော့သဘောပါလားအဲ့တော့မိတ်ဆွေကောင်းနဲ့ပေါင်းမိဖို့ကိုလွယ်သလားအဲ့ဒီပေါင်းမိဖို့ရနောက်ဆုံးတတိယချက်ရှိပါသူတော်ကောင်းတို့အပေါ်၌ကိုင်းညွတ်တဲ့စိတ်ရှိခြင်းလောဘနေတဲ့လူဒေါသနေတဲ့လူမောဟနေတဲ့လူလောဘဒေါသမောဟနဲအောင်ပြောဆိုလေရှိတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့သူတော်ကောင်းတွေကိုဘာဖြစ်လဲကိုင်းညွတ်တဲ့စိတ်ရှိရရှင်းသလားခုဦးဇင်းတို့သူတော်ကောင်းတို့ရဲ့စိတ်ကဘယ်လိုလူမျိုးတွေကိုကိုင်းညွတ်တယ်လဲစီးပွားရှာတော်တဲ့လူသဘောပါလားခဲတို့ကျွတ်တို့မျက်လုံးကကြည့်ရဒါအမလီဟိုလူပြလောက်တော့တာတော့ဘာလုံးနေတာတော့ဒါလောက်ယူထိုးနေတာသဘောပါလားဟိုမှာသူများတွေတော့အမလီအင်းဟာရအဖြစ်ကိုမရှိဘူးသဘောပါလားဒါတွေကဟို
practical လက်တွေ့တော့မဟုတ်ဘူးဗျာကြားဘူးနားဝနဲ့တော့အကုန်သိနေပါတယ်သဘောပါလားဘာလို့တို့မျက်လုံးနဲ့တွေ့တာကလောဘကြီးတဲ့လူဒေါသကြီးတဲ့လူမောဟကြီးတဲ့စီးစိမ်ခံစားနေတဲ့လူတွေ့လည်းမလို့ဒီလိုစီးစိမ်ရှင်မျိုးဖြစ်ရှင်လိုက်ကြဆိုတော့ဦးဇင်းတို့သူတော်ကောင်းတို့စိတ်ကကိုင်းညွတ်နေတာကသူတော်ကောင်းပေါ်မှာကိုင်းညွတ်နေတာလားမသူတော်ပေါ်မှာကိုင်းညွတ်နေတာဒါပဲအဲ့ဒါကြောင့်အရေးအကြီးဆုံးကသူတော်ကောင်းတို့အပေါ်၌ကိုင်းညွတ်သောစိတ်ရှိမှသာလျင်တဲ့သူတော်ကောင်းအလုပ်ကိုလုပ်ဖြစ်ပါတယ်တဲ့ဘုရားတပည့်တော်ဒီလိုပဲစဉ်းစားမိတယ်ဘုရားတဲ့ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကသာဓုမဟာရာဇသာဓုသာဓုမြတ်သောဘုရင်ကြီးတဲ့သိကောင်းတဲ့အကြံစီပါပဲတဲ့အဲ့ဒီအကြံစီဟာအမတမှန်ပါတယ်တဲ့အဲ့တော့ငါဥပမာလေးတစ်ခုပေးမယ်တဲ့ငါတက်ကတိုင်းမှာသတင်းသုံးပြီးဒီတော့ပိဿန္တရေရွာလေးတရွာမှာငါတို့အခြေချပြီးသတင်းသုံးနေတဲ့ကာလကလေးမှာအရှင်အာနန္ဒာညီတော်အာနန္ဒာကငါ့ကိုလျှောက်ခုတယ်တဲ့ညချမ်းကာလမှာအခုလိုပဲမင်းကြီးလာသလိုပဲလာပြီးတော့နှစ်ယောက်တည်းလာလျှောက်ပါတယ်တဲ့ဘယ်လိုလျှောက်လဲဆိုတော့အရှင်ဘုရားတဲ့ဘုရားတပည့်တော်တယောက်တည်းစိတ်ငြိမ်ရာချင်းကပ်ပြီးတော့တရားအားထုတ်တဲ့အခါမှာအကြံလေးတစ်ခုဖြစ်လာတယ်တဲ့အဲ့ဒီအကြံကဘာလဲဆိုတော့ကလျာဏမိတ်တအဆွေခင်မုန်းကောင်းဟာမဲ့ဖို့နိဗ္ဗာန်ရဖို့အတွက်တဝက်လောက်ကျေးဇူးများတယ်လို့ဘုရားတပည့်တော်ကြံမိတယ်ဘယ်လောက်ကျေးဇူးများလဲ 50% ပေါ့ဗျာ50% သူ့အစွမ်းစကြောင့်သူတော်ကောင်းအလုပ်ကိုလုပ်ဖြစ်တယ်နိဗ္ဗာန်မဲ့ဖို့ကိုရနိုင်တယ်လို့ဘုရားတပည့်တော်ဒီလိုတွေးမိတယ်တဲ့ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကအာနန္ဒာတဲ့မင်းဉာဏ်ကလေးနဲ့မပြောပါနဲ့အာနန္ဒာသောတာပန်တည်ပြီးသားနော်သောတာပန်တည်ပြီးသားပုဂ္ဂိုလ်ရဲ့ဉာဏ်ဟာဥစဉ်တို့သူတော်ကောင်းတို့ထက်အများကြီးရိုးရိုးသားတာမဟုတ်ဘူးသောတာပန်တရားရဲ့ဉာဏ်ဟာလေသဘောပါလားဒုက္ခချင်းကိလေသာချင်းပြန်ရှင်ကြည့်လေဗျာဘုရားပေးထားတဲ့ဥပမာပြောရရင်အမတန်အပြောကျဲတဲ့တယူဇနာပတ်လည်ရှိတဲ့ရေကန်ကြီးတယူဇနာဆို73မိုင်နော်73မိုင်ပတ်လည်ရှိတဲ့ရေကန်ကြီးဒုကလည်း73မိုင်အဲ့ဒီရေဒုတဲကနေတမန်းမြက်ကလေးနဲ့တို့ပြီးတော့9ခါပြီးလက်ပေါ်တင်ကြည့်ရေဘယ်လောက်ကျန်လဲနည်းလေးပဲကြံတော့မှစိုးတယ်ဆိုရုံလေးဟုတ်ပြီနော်အဲ့ဒါလို့9ခါတို့ပြီးတော့ခါပြီးတင်တဲ့အဲ့ဒီလက်ပေါ်ရှိတဲ့ရေနဲ့ကန်တဲ့ရေနှိုင်းရှင်ကြည့်ရင်ဘယ်လိုပြောမလဲနှိုင်းလို့ကိုမရတော့ဟမ်အဲ့ဒီတိုင်းပဲတဲ့သောတာပန်တည်ပြီးသားပုဂ္ဂိုလ်တယောက်ရဲ့ဒုက္ခဟာလက်ဖွားပေါ်ကသမမ်းမဲ့ဖြားနဲ့တို့ပြီးတင်ထားတဲ့ရေလောက်ပဲရှိတော့တယ်တဲ့ကိလေသာလည်းဒီတိုင်းပါပဲဘောမထင်နဲ့တော့ဒါမို့တချို့သောပုဂ္ဂိုလ်တွေကကိလေသာ၄ပုံပုံတပုံပုံနဲ့ဆိုတာကိုသဘောမတူတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အပုံအနေနဲ့တွက်ကြည့်ရင်တော့လေးကသတ်ရလို့၄ပုံပုံချင်းဟာလည်းမှန်ပါတယ်သို့တော့ယခုလိုပြန်ကြည့်ရင်လည်းသောတာပန်ဆိုတာဒီအပေရောက်စေတတ်တဲ့အကုသိုလ်မှန်သမျှအတိတ်ကလုပ်ခဲ့သမျှလည်းပယ်လိုက်ပြီနောက်ထပ်လည်းအပေရောက်မဲ့အကုသိုလ်မျိုးအပေတကားပိတ်တယ်ဆိုတာအလကားပိတ်ထားတာမဟုတ်ဘူးအပေတကားအပေရောက်မဲ့အလုံးမျိုးကိုမလုပ်တော့ဘူးဆိုတာကသူ့အသက်လည်းမတတ်ဘူးဘယ်လိုအသက်မျိုးမှဘယ်လိုအကြောင်းကြောင့်မှမတတ်ဘူးရှင်းသလားသူ့ဥစ္စာလဲအခုသူတစ်ပါးပစ္စည်းလို့ဆိုရင်စိတ်နဲ့တောင်မပြတ်ပါဘူးသောတာပန်သူများသာမရလဲမပြတ်ပါဘူးအကျဉ်းလေမရသူတစ်ပါးကာမပိုင်ရှိတယ်လို့ဆိုရင်မင်းသားမင်းသမီးတောင်စိတ်ဝင်စားဘူးဒီလိုလုံခြုံရမယ်အဲ့ဒါလိုလုံခြုံတဲ့သောတာပန်ရှင်းသလားနောက်မှုသားမပြော
မုသာဝါဒဝေဒမဏိဆိုတဲ့နေရာမှာမုသာဝါဒလည်းပါပါတယ်ပရုသဝါစာကြမ်းတမ်းတဲ့စကားလည်းမပြောတော့ဘိသုဏဝါစာဂုံးတိုက်တဲ့စကားလည်းမပြောတော့တန်ဖတ်ပလာပဝါစာသိမ်ဖြင်းပေါ့ပြက်တဲ့စကားမျိုးမပြောတော့ပြောရင်တရားနဲ့လျော်စွာပဲပြောတယ်မှန်မှန်ကန်ကန်သိမ်သိမ်မွေ့မွေ့ရင်ရင်ကြေးကြေးတဲ့သူတစ်ပါးအကျိုးစီးပွားပြက်ပြားမဲ့အလုပ်မျိုးကိုအဲ့ဒါမုသာဝါဒသောတာပန်တို့ရဲ့မုသာဝါဒရှင်းသလားပေါ့ပေါ့လေးလုံးနေတာမဟုတ်ဘူးနော်သူရာမေရယမူရစ်စေတတ်တွေ့ဝေဆိုင်တွေ့ဝေတတ်တဲ့မူရစ်စေပါရဲ့ဘာမှတောက်စားသုံးဆောင်ခြင်းရှိတော့ဘူးအဲ့ဒါသောတာပန်တို့ရဲ့တတိဆိုတော့သူ့မှာဒါအပေရောက်စေတတ်တဲ့ကံတွေရှိသေးလားမရှိပါဘူးနောက်ထပ်ကောလှုပ်သေးသလားမလှုပ်တော့ဒါမို့လို့ကံစင်ကြယ်မှဉာဏ်စင်ကြယ်ဉာဏ်စင်ကြယ်မှအကျိုးပဲစင်ကြယ်တာရှင်းသလားမဉ္ဇဉ်ဆိုတာအခုခင်ဗျားတို့ကြိုးစားနေတဲ့တတိဝိရိယပညာမဂ္ဂင်၈ပါးရဲ့အကျိုးဆက်ဟုတ်ပြီနော်အဲ့တော့မဂ္ဂင်၈ပါးဆိုတာအလိုလိုရတာလားရပါဘူးသမာဓိတိသမာသင်္ကပ္ပသမာဝါယမသမာသတိသမာသမာဓိမလုပ်အောင်လားသတိထားအဲ့ဒါလို့တတိဝိရိယပညာကိုခဏတစ်ပြုတ်လုပ်ရမှာလားအချိန်ချင်းလုပ်ရအချိန်ချင်းလုပ်အချိန်ချင်းပွားများနေရရှင်းတယ်နော်အဲ့ဒါလို့လုပ်တဲ့နေရာမှာအခုအေယာတီတောင်လူတို့ပေါင်းထဲမှာနေကြတဲ့ခင်ဗျားတို့ကျုပ်တို့တွေမိတ်ဆွေအဆွေခင်မုန်းကောင်းမရှိပဲနဲ့ပတ်ဝန်းကျင်ကောင်းမရှိပဲနဲ့ဒီဘက်ကတရားကိုလေးဖွင့်လို့တရားထိုင်ပဲလောက်ခါရှိသေးဟိုဘက်ကဒုံကြံအုံကြံရွှတ်ရှက်ဒွတ်တဲ့လောက်လာပြီဟမ်တချို့လူတွေမရှိဘူးလားတရားကိုဖွင့်ရင်ဘေးအိမ်ကနေမှအိုးဆောင်ခွက်ဆောင်တဲ့နေရာတောင်ရှိတယ်အဲ့ဒါဥစဉ်စီလာတိုင်းနဲ့ဘုန်းကြီးအဲ့ဒါတွေတပည့်တော်စိတ်ပြတ်တော့ဘလို့မှမလုံးနဲ့မင်းတရားနာကျင်တာမလားကိုယ့်ကိုကြားအောင်လား तू ကမကြိုက်ဘူးလို့ဆန္ဒပြထားပြီးကြည်ကြည်မဖွင့်အတိညာတာတဲ့လူကတာပြီးသိခံနိုင်ရတယ်တာပြီးတော့လျော်ညီအောင်နေတတ်ရတယ်ရှင်းလားမင်းငါတရားဖွင့်ပေးနေတာတော့ဘယ်လိုလူမျိုးတွေမှလည်းမသိဘူးဆိုတော့သူနဲ့ကိုယ်နဲ့ဘာမှမထူးဘူးဖြစ်သွားမှာပေါ့ရှင်းသလားလူတိုင်းမှာတရားသိနိုင်တဲ့အကြောင်းမပါလူတိုင်းမှာမပါသိတဲ့အကြောင်းပါတဲ့လူမှသိပါတဲ့ဇွတ်သိခိုင်းလို့မရပါဘူးရှင်းသလားအဲ့တော့ကိုဖြစ်ချင်တိုင်းဖြစ်မလားမဖြစ်ပါဘူးဗျာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဥပမာပေးရရဲ့ရှင်သာရိပုတ္တရာကျောင်းလာအကုန်လုံး7ပါးသီလယူခိုင်းနေတာလာပြန်ပြီဥပုသ်ဆောက်လာပြန်ပြီဥပုသ်ဆောက်သီလကြီးယူခိုင်းတော့ဒကာဓမ္မတွေလည်းမတည့်ဘာလို့မတည့်ဆိုလာတဲ့လူတိုင်းသီလယူခိုင်းဟုတ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့သီလလူတိုင်းစောင့်နိုင်သလားစောင့်နိုင်တဲ့တရားတရားကိုလူတိုင်းရှိသလားရှိဘူးသူတော်ကောင်းစိတ်ဆိုတာသူတော်ကောင်းအရေးချင်းရှိတဲ့လူတွေမှသူတော်ကောင်းအကျင့်ကိုရှင်းသလားအဲ့တော့အားလုံးအကောင်းနေကြီးပဲဆိုတို့လောကပြည်စရာကိုမလို့ကျင်းတယ်နော်အခုဦးဇင်းတို့သူတော်ကောင်းတို့ကကောင်းနေတာလားပြက်နေတာလားသိကြလားကိုကိုကိုသုံးသပ်မိရလားဦးဇင်းတို့တစ်ခါတလေစဉ်းစားမိအမေဖေက6တန်း5တန်းကလေးဘဝကလေးကကောင်းစွာတရားနဲ့ပျော်မွေ့အောင်ပြိုးထောင်လာတဲ့သူ့မင်္ဂလာတောင်ရစ်ထုတ်ကြီးဖြစ်သွားတယ်ရှင်းလားဘာဆိုင်မှာအပြင်မှာရွှေလီမော်တစ်လုံးကို30မတော့နိုင်တော့ဘာဆိုင်ကတောက်ချင်လို့တန်းစီပြီးပလင်းလေးနဲ့တပိုင်းရတယ်တယောက်နော်တပိုင်းနဲ့လည်းသူ့မင်္ဂလာမဝဘူးတစ်ခါတော့3လုံးလောက်မှဝနော်အ6ခါပြန်တိုးတယ်စဉ်းစားအဲ့ဒါပြောသေးတယ်ပါဇက်ကအမေသာသိရင်ရင်ကျိုးမှာတဲ့ရင်ကျိုးမှာမှလည်းသိတယ်တိုးလည်းတိုးနေကိုတွေ့တကယ်လုပ်ခဲ့တဲ့ကိစ္စစဉ်းစားကြည့်တော့ဩဒါ
ကလျာဏမိတ်တာအမေအဖေကောင်းနဲ့တွေ့တာတောင်မှငါမိုက်ဖြစ်အောင်ရှင်းနော်ဘယ်လောက်မိုက်ခဲ့တယ်ဆိုတာတော့အဲ့ဒါသာကြည့်တော့နော်တထေသာကုံတဲ့သားတဲခုကန်းတဲ့စားတော့ဆိုင်နေမှာကြီးနေလာတာဒါပေမဲ့အချိန်ပြည့်တော့ပတ်စံမရှိဘူးလေအမေအဖေနားကလည်းလက်ပြန့်တောင်းတတ်တဲ့ဝါသနာမပါမပါတော့ကိုယ့်အကိုရှိတဲ့ပတ်စံနဲ့ရှာလို့ရတာတော့မကွာဆိုတော့ဘာဆိုင်ပြေးရတယ်ဗျဟမ်တော့ပါလားအဲ့ဒါလေးပြန်ကြည့်ရင်လူတိုင်းမကောင်းနိုင်ဘူးဒါငယ်ငယ်လေးတွေကပြိုးထောင်လာတာအမေအဖေမှာအပြစ်မရှိဘူးတော့သဘောပါရဲ့လားဘသူကိုယ်တိုင်ကိုကမိုက်တာအဲ့တော့အဲ့ဒါလေးပြန်တွေးကြည့်ရင်ငါတို့ကပြည့်နေတာပဲကိုချင်းစာပြောတာပါမပြည့်ကြဘူးဆိုရင်လည်းကျင့်တတ်ပါတယ်သဘောပါပဲသာဓုသာဓုလို့ရှင်းသလားကိုယ်ကိုယ်တိုင်ပြန်ကြည့်တရားသိရတဲ့နဲ့မိုက်နေတာလေတပုံကြီးဒီတိုင်းပဲဆက်မိုက်မလားရအောင်ပြင်မလားပြင်ပါလို့လည်းအနူးညွတ်မေတ္တာရက်ခံပါတယ်သဘောပါသလားကိုယ်စိတ်ကိုသိတယ်လို့အရေးကြီးတာဘသူเจ้าဘသူသိဖို့လားအဲ့တော့ကလျာဏမိတ်တာဆိုတာအပြင်ကမိတ်ဆွေကောင်းတဲ့ပြင်ထဲကမိတ်ဆွေကောင်းကိုရအောင်တဲ့အဲ့ကောင်မင်းမားနေပြီမှားနေပြီပြင်းစမ်းအဲ့ကောင်မင်းမားနေပြီပြင်းစမ်းဘသူကိုဘသူပြင်းမှာလောကမှာဆုံးမရခက်ဆုံးอ่ะကျင်တဲ့သလားသူမင်္ဂလာဖောင်းဖောင်းနဲ့ခမည်းတော်အဆုံးမရတာသိလွယ်တာဗျာကိုကကိုကြမောနေတယ်ရှင်းလားခုဒီဒေါသကြည့်တော့ဒီဒေါသမကောင်းမှန်းသိတယ်ဒါပေမဲ့တခုခုကိုအမှုန့်မချေလိုက်ရင်ကြောက်ပုံပြောက်ဘူးအဲ့ဒေါသအဲ့တော့ခုတော့လူတော့မလုပ်ဖြစ်အောင်သတိထားပါမယ်နော်ကလေးတွေကဟိုတလောလေးကတနေ့ရပါပဲဓာတ်လေးတွေနဲ့ကစားနေကြပိဿပိဿအိတ်တာတိတ်ထားတယ်ဘုန်းကြီးဘယ်ရောက်သွားငါမသိနိုင်တဲ့နေရာငါမေးတဲ့နေရာကိုဖွက်ပလိုက်ပြီကွာဓာတ်မြင်ငါလည်းသိနေနိုင်တာမဟုတ်ဘူးနဲထိုးခုတ်တပ်ဖြတ်နေတဲ့အလုပ်ကိုသိဝါဒနာပါတဲ့လူကိုဗျဟုတ်ပြီနော်လက်ဖြတ်တောင်းတဲ့လူသူ့မင်္ဂလာဝါဒနာမပေါမတောင်းသူများတွေဘာညာတောင်းမတောင်းအဲ့တောင်းတဲ့အလုပ်သူ့မင်္ဂလာမလုပ်အဲ့လောက်ဆိုးတာပြောပါတယ်ဟမ်လိမ္မာတာလားဆိုးတာဆိုးတာအဲ့တော့ဘယ်သူဆိုးတာဘယ်သူသိရကိုမိုက်တာသိယုံမယ်လားအဲ့ဒါဗျနော်သိယုံတော့သူ့မင်္ဂလာသိတာကြာလားပေါ့ငါးရန်ကလေးကသိတယ်ဟမ်သဘောပါလားဘယ်သူကိုဘယ်သူပြင်ရမှာဒါပါပဲသူများအာမကိုပါနဲ့ကိုသို့တော့အဆွေမိတ်ဆွေခင်မုန်းကောင်းရှိတဲ့ပုဂ္ဂိုလ်ပတ်ဝန်းကျင်အပေါင်းအသင်းကောင်းရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတွေပေါ်မှာကိုင်းညွတ်လေရှိတဲ့ပုဂ္ဂိုလ်ဆိုရင်တော့သူတော်ကောင်းအလုပ်ကိုအောင်မြင်ရှင်းတတ်ပြီနော်အဲ့တော့အရှင်အနန္ဒာလျှောက်တယ်အရှင်ဘုရားတဲ့90ရာခိုင်နှုန်းတဝက်လောက်ကျေးဇူးများတယ်လို့ဘုရားတပည့်တော်ဒီလိုတွေးမိတယ်တဲ့ဆိုအာနန္ဒာတဲ့မင်းညံလေးလောက်နဲ့မပြောစမ်းပါနဲ့ကွာတဲ့တဲခက်တယ်တကယ်တော့ဟေးတဲ့အဆွေခင်မုန်းကောင်းဆိုတာအလုံးစုံပတ်မလုံးစုံကိစ္စပြီးတဲ့အထိနိဗ္ဗာန်မဲ့ဖို့ရတဲ့အထိဟာသူ့ကြောင့်ရတာကွာကဲမဲ့ဖို့နိဗ္ဗာန်ရတဲ့အထိဘယ်သူကြောင့်ရဘယ်သူကြောင့်သူ့ဆိုရင်သူ့မင်္ဂလာဖြစ်သွားမယ်နော် I am မောင်သူနော်ဟမ်ဘယ်သူကြောင့်လဲဘယ်လိုလဲဘုန်းကြီးကသူ့ဆိုသူဆိုတဲ့ဒါ interact speech နဲ့ကိုစားပြုပြောတာတော်တော်ကောင်းလို့ကြတော့သူ့မမှတ်နဲ့လေဟမ်ဘယ်သူကြောင့်တော့တော်လို့ရတယ်တော့မေးလိုက်နေတာလို့ဟမ်သဘောပါသလားဒါဖြင့်ကလျာဏမိတ်တဟာအလုံးစုံဟာဒီအဆွေခင်မွန်းကြောင့်သာလျင်နိဗ္ဗာန်မဲ့ဖို့ရနိုင်တာဟေးတဲ့အာနန္ဒာမှတ်ထားကွာတဝက်မဟုတ်ဘူးကွာတဲ့အပြည့်အဝကျေးဇူးပြုတယ်ဒါဖြင့်မိတ်ဆွေကောင်းအရေးမကြီးဘူးလားဒါဖြင့်မှားမပေါင်းမိစေနဲ့အပေါင်းမမားစေနဲ့
ချို့ကအပေါင်းမားတာရဲ့မှားပေါင်းတာရဲ့ကြည်ရတယ်နော်မိုက်တဲ့လူနဲ့ပေါင်းမလားလိမ်မာတဲ့လူနဲ့ပေါင်းမလားရှမ်းတန်းတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းမလားနုညံ့တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းမလားသူတော်ကောင်းပုံမှာကိုင်းညွတ်တဲ့စိတ်မရှိတဲ့လူနဲ့ပေါင်းမလားကိုင်းညွတ်တဲ့စိတ်ရှိတဲ့လူနဲ့ပေါင်းမလားသိရေးကြည့်တယ်တရားနဲ့လျော်တဲ့အသိနဲ့အကောင်းမြင်ဝါဒလက်ကင်မထားရင်တရားတိုးတက်ရေးကိုတောင်လိုက်နှောက်ရှက်ရဲတဲ့တတ္တိရှိတဲ့လူတွေအများကြီးရှိတတ္တိလို့ပြောရတာကအဲ့ဒီထက်ဆိုးဝါးတဲ့အပြစ်တော့တရားပွဲကန့်ကွက်ခြင်းတရားပွဲကတိကိုယ်ရုပ်ကာယလုပ်ခြင်းမျိုးစုံမရှိဘူးလားကြီးချက်ကြီးတဲ့အကုသိုလ်တော့မရှိတော့နောက်ဘယ်ဘုရားနဲ့တွေ့လို့မှကျွတ်ဖို့မလွယ်တော့ဒီနဲ့တော့အဲ့တော့ဒီလိုပုဂ္ဂိုလ်တွေလောကမှာရှိတယ်ဒီလိုလူနဲ့ပေါင်းပြီးရင်ငါတို့ကိုကျိုးရှင်းသလားဒီတော့ပြစ္ဆုတ်ပံလည်းကောင်းအောင်တန်လျာလည်းကောင်းအောင်ကြိုးစားတယ်မကြိုးစားတယ်ကုသိုလ်ပုံညကရိယာ10ပါးကုသိုလ်တရားတွေပွားများရဘာတွေပွားများသရသီလသုဒ္ဓဆာကဟိရိယောတပ္ပပညာဆိုတဲ့သူတော်ကောင်းယရနာတွေကိုယင်တယ်ရှင်းလားလုံးသိမလုံးသိသူတော်ကောင်းယရနာကိုယင်တယ်မကိမ့်မဲနဲ့ကောင်းကျိုးချမ်းသာရနိုင်ပါဒါကြောင့်ဘုရားကကောင်းကျိုးချမ်းသာအလိုရှိရင်သူတော်ကောင်းနဲ့ပေါင်းရဘာနဲ့ပေါင်းသူတော်ကောင်းနဲ့ပေါင်းပြီးတော့သူတော်ကောင်းတရားပွားများနေရမယ်တဲ့သူတော်ကောင်းတရားကိုပွားများနေရမယ်မိတ်ကောင်းဆွေကောင်းရှိမှသာလေအဲ့ဒီမိတ်ဆွေကောင်းဟာနိဗ္ဗာန်ရတဲ့အထိကျေးဇူးပြုတယ်တဲ့ဘယ်ဒီကျေးဇူးပြုတယ်အလုံးစုံသူ့ကြောင့်ပဲကွာဘယ်သူကြောင့်လို့အဲ့ဘယ်လောက်တတိကောင်းလို့တပတ်ပြန်ပတ်ကြည့်နော်ခုလည်းသူ့ကြောင့်လုံးရှိသေးတာအလုံးစုံသူ့ကြောင့်ပဲကွာတဲ့ဘယ်သူကြောင့်လို့တတိလေးပြန်ပေးမှရနော်အဲ့တော့အရှင်အနန္ဒာသောတာပန်ဉာဏ်နဲ့ပြောတာဘယ်လောက်လဲတဝက်ဖခင်ကအလုံးစုံသူ့ကြောင့်ပြီးတာမိတ်ဆွေကောင်းရှိကိုကပြင်းနေတဲ့ဇလာခွန်းတော့တရားအထောက်တရားနာတော့ငါခွာဒီနေ့ခေါင်းကိုက်လို့အောင်မခေါင်းကိုက်တော့မသိတော့ဘူးလားခေါင်းမကိုက်လဲသေမှာကိုက်လဲသေမှာလာတရားနာရင်သေရတာမြတ်တယ်လာလိုက်ခဲ့ဆွဲထုတ်တော့ပါလားဦးဇင်းတို့ခေါ်ခဲ့ဘူးရတယ်ဘုရားရှင်ကိုရောမြတ်ကြီးအလောင်းတော်ဘဝတုန်းကတရားနာပြဖို့သူ့တငယ်ချင်းကိုဘုရားအလောင်းကအိုးရင်းတယ်ဆိုတာသူကနှိမ့်ကြတယ်ဘဝသူ့တငယ်ချင်းကခတ္တိယမင်းမျိုးနော်တငယ်ချင်းဖြစ်နေကြအဲ့တော့တရားနာသွားဖို့ခေါ်မရတာနဲ့တခါတည်းရောင်ဆွဲခေါင်းခေါက်ပြီးဆွဲခေါ်သွားနော်တကယ်ဆိုမင်းမျိုးကိုလှမ်းတောင်ကြည့်ရတာမဟုတ်ဘူးအဲ့တော့အခုတော့အဆွေခင်မုန်းကောင်းပိသဆိုတာဆွဲခေါ်သွားတော့ဟိုကလည်းပညာရှိတော့စဉ်းစားငါ့ကိုဒီကောင်အရင်တုန်းကဒီလိုမလုပ်ဘူးခုငါခေါင်းတောင်ဆွဲခေါ်သွားပြီဆိုတော့တော်ယုံတန်ယုံကျေးဇူးမများပဲနဲ့တော့သူ့အသက်ကိုမငဲ့ပဲမပြောမှမဟုတ်ဘူးဒါမင်းမျိုးဆိုဒေါသပြည့်တတ်စိတ်ဆိုရင်သေရမှာဟုတ်ကလားအဲ့တော့သေခြင်းသေပါစေတော့ဆွဲခေါ်တယ်ဆိုကြတဲ့ကရင်တော်ယုံတန်ယုံကျေးဇူးများလို့တော့မဟုတ်ဘူးလို့စဉ်းစားမိတာနဲ့လိုက်သွားတဲ့ဘုရားကျောင်းတော်ကိုအဲ့ဒါလိုပြောဆိုတော့မိတ်ဆွေကောင်းရှိမှအလုတ်ကလည်းလုတ်ဖြစ်တာခုစုအောင်စုပေါင်းပြီးတော့မြို့တော်တွေမှာရောတောတွေမှာပါဟုတ်ဗကညောင်ဦးပဲဆိုရင်ရွာပေါင်းတော်တော်များများဦးဇင်းတို့ကိုလာရောက်လျှောက်ထားတာကြားလာပြီးတော့လက်တွေ့လည်းပြောပါတယ်ပြလည်းပြပါတပည့်တို့ရှင်ဘုရားတရားသိခွေတွေနဲ့ညာနေတိုင်းစုပြီးတော့တရားနာတယ်ဗျဘယ်နဲ့လင်းတာနဲ့တခါတည်းလောင်စပီကာနဲ့ဖွင့်ပြီးရွာထဲမှာတပည့်တို့အားလုံးနာကြပါတယ်ဘုရားဆိုတော့အတော်ကောင်းနေပါပြီလားစုပေါင်းပြီးတော့အမြဲတရားနဲ့မပြတ်အောင်နေမှတော့ခုဦးဇင်းတို့တော်ကောင်းတို့စိတ်ကြရတယ်အဖြောင်းလားအကောက်ဖြောင်းနေတဲ့အချိန်နဲ့ကောက်နေတဲ့အချိန်ဘယ်တည်းကများအမလေးငါလိုလူတွေကြီးပဲသဘောပါတယ်နော်
ကောင်းမှန်းသိရင်ရအောင်ဖြောက်ရအောင်ဖြောက်ကျင်တယ်နော်ဘယ်သူကိုဘယ်သူဖြောက်ဟုတ်ပြီဒီတော့မှဘုရားရှင်ကိုယ်တော်မြတ်ကြီးကလျာဏမိတ်္တအဆွေခင်မုန်းကောင်းရှိတဲ့ပုဂ္ဂိုလ်မှကွာတဲ့အာနန္ဒာရေတဲ့မပြတ်သောအာထုတ်ခြင်းနဲ့အာထုတ်နိုင်တယ်ဗါတယ်လေမိတ်ခင်၈ပါးအလုပ်ကိုမပြတ်အာထုတ်နိုင်တဲ့ချိန်ဖန်များစွာပွားများနိုင်တယ်ဆိုတာကလျာဏမိတ်္တရှိနေပါအခုခေတ်ကြီးမှာစုဝေးပြီးတရားအထုတ်ရဌာနလေးတွေရောမရှိဘူးလားတရားရိပ်သာကြီးတွေလည်းအများကြီးမရှိဘူးလားဟေးဒါကိုကပန်းနှံ့ဖို့ပဲလိုတာပဲဒီလိုမအားလို့ဗျာစကားမဝင်ပြဘူးဆိုတော့သေချိန်ရသလားလို့မေးလိုက်လေဟင်မအားတော့မသိပဲနေမှာလားအဲ့တော့သေမာကမအားဘနဲ့သေမာအားလေသေမာဆိုတော့တရားအထုတ်တာကြမှာအားအောင်စောင့်နေလို့ဒါပဲရှင်းသလားဟိုသေမင်းကအချိန်မျိုးခေါ်မှာသူတရားအထုတ်တာကြတော့အားအောင်စောင့်နေတယ်တဲ့သေမင်းကအားမခေါ်မှာလားသဘောပါသလားအာနန္ဒာရေးတဲ့ငါကဲ့သို့သောဘုရားရှင်ကိုယ်တော်မြတ်ကြီးကပြောတာပါတယ်သူကိုယ်သူငါကဲ့သို့သောအဆွေခင်မုန်းကောင်းနဲ့တွေ့တဲ့အတွက်လောကမှာပရိသေတွေနေခြင်းရှိတဲ့ပုဂ္ဂိုလ်တွေပရိသေတွေနေခြင်းကကင်းကုန်ပြီกว่าဟင်ဘုရားရှင်ကိုအမိပြုဘုရားရဲ့အဆုံးအမကြောင့်များစွာသောတတ္တဝါတွေပရိသေတွေနေခြင်းကလွတ်မြောက်သွားတဲ့သူပရိသေတွေမနေတော့ဘူးဆိုမှတော့ဇာတိမရှိရင်ဒုက္ခတွေသိမ့်သွားတယ်ဒီနဲ့တယ်နော်အဖြစ်မရှိရင်ဘုရားတော့ဖြစ်မှကြောက်တာလားပြက်မှကြောက်တာလွဲပုံဟင်လူချမ်းသာအချင်းချင်းနတ်ချမ်းသာအချင်းဘဝကူးကောင်းရင်ဘဝကူးပြီဆိုကြတဲ့ဖြစ်တာဖြစ်ရင်မွေးရင်မမွေးမှရှင်းသလားရှိရင်ကုန်ကျင်လားရှိကျင်တာလည်းမကုန်ကျင်ဘူးဟမ်ဒါမှဓမ္မတာရှိရင်တော့အဲ့ဒါလောကအကြောင်းကဒါပဲဘုရားရှင်ကိုယ်တော်မြတ်ကြီးသူ့သားတော်တွေကိုတစ်ပင်ကမင်းတို့ကြောင်းกว่าတပိတ်တလုံးသင်္ကန်းသုံးတယ်တော်တော့กว่าဟောဆိုရှိနေကုန်းနေဦးမှာဟမ်မရှိတောင်းတရှင်းတတ်လားဒါဖြင့်အားလုံးဘုရားရှင်ကိုယ်တော်မြတ်ကြီးပြောတာကြည်သားငါကဲ့သို့သောကလျာဏမိတ်္တကိုအမိပြုပြီးတော့ပရိသေတွေနေလေရှိတဲ့ပုဂ္ဂိုလ်တွေပရိသေတွေနေခြင်းကကဲကုန်ပြီတဲ့အိုလေရှိတဲ့ပုဂ္ဂိုလ်တွေအိုခြင်းနာလေရှိတဲ့ပုဂ္ဂိုလ်တွေနာခြင်းပူဆွေးငိုကြွေးလေရှိတဲ့ပုဂ္ဂိုလ်တွေပူဆွေးခြင်းငိုကြွေးခြင်းကကဲကုန်ပြီဆိုတော့ဘုရားရှင်ပြောတဲ့အတိုင်းသာသတိထားမဂ္ဂင်၈ပါးသာပွားများနေရင်ဒီပုဂ္ဂိုလ်ဟာတောင်းတခြင်းနေလာမလားတောင်းတခြင်းလာမလားလို့ပြောရတာအခုခင်ဗျားတို့ကျုပ်တို့မှာရှိတာခန္ဓာဘယ်နှပါးတော့အချင်းချုပ်လိုက်ရင်ယုတ်တရားနဲ့နံတရားနဲ့အဲ့ဒီယုတ်နံတစ်ပါးပဲအချိန်ကြီးဖြစ်ပြီးရင်မြဲသလားမမြဲဘူးလားကိုပိုင်သလားမပိုင်ဘူးလားကိုဖြစ်ချင်တယ်လို့အရင်တုန်းကလည်းအခုရောနောင်ရောဘယ်တော့မှမဖြစ်နိုင်ဘူးသဗ္ဗေဓမ္မအနတ္တရှင်းသလားတောင်းတနေသေးသေးပြည့်စုံတယ်လို့ကြောင်းကြနေသေးသေးအေးချမ်းတယ်လို့နောင်ဖွဲ့နေခြင်းနေသေးလွတ်လပ်ခြင်းဆိုတာဟိုသားနဲ့သမီးနဲ့လည်းနေခြင်းသေးတယ်ဟိုသားသွားတာလည်းမကြိုက်သမီးသွားတာလည်းမကြိုက်ငါနဲ့နော်ဘယ်တော့မှလွတ်လွတ်လပ်လပ်နေရမှာပါလိမ့်မယ်သားသမီးတွေကနောင်ဖွဲ့တယ်လားကိုကနောင်ဖွဲ့တယ်စဉ်းစားလေဦးဇင်းပြောခဲ့ဘူးသလိုပေါ့မလို့ငါသိသွားမှနင်တို့သိမယ်ဆိုကွာရှင်းလားအမေဖေးသေးလို့သာသားသမီးတွေဒုက္ခရောက်ကြံရစ်ပါတယ်ဆိုရင်ခင်ဗျားတို့ကျုပ်တို့ကိုမေးလာစရာမရှိဘူးဗျာဘယ်နဲ့ဆက်ရှိပြီမှမသိဘူးမွေးနေတာရှင်းလားအကြောင်းနဲ့ပူတရားမိရှာကြံပူတော့ဟိုအပူကံပုဂ္ဂိုလ်ရဲ့အပြစ်လားပူနေတဲ့လူအပြစ်လားကို
ကိုဒုက္ခအဲ့နဲသေးတယ်ပြောရင်မရှိတာကျင်တဲ့လားဦးဇင်းကခမရတို့ကိုပြောတာမဟုတ်ဘူးတော့ကိုယ့်အကိုပြန်ပြောဖို့ပြောတာတရားနာရအောင်လည်းသင်ရသေးတာဒီဘုန်းကြီးကအမှန်တန်ကျမ်းတဲ့ပုဂ္ဂိုလ်လို့များခင်ဗျားတို့ဆိုကြလားဆိုမဆိုသူကသူကျမ်းနာမကျမ်းနာတော့သူပိုင်ဆိုတဲ့လူပြစ်ဖြစ်မယ်ဘာရမအပိုင်ဟမ်သဘောပါလားအေးဦးဇင်းကတော့ထီးရောက်အောင်ပြောမှာကျေးဇူးရှင်ဘုန်းဘုရားဆရာတော်ဘုရားကြီးတို့ကိုယ်ပဲစိတ်ကတ်သူမိကိုယ်သူဘာလို့များတယ်လဲဆိုတော့ထီးထီးရောက်ရောက်ပေါ်ပေါ်လွယ်လွယ်နဲ့နားလည်အောင်ပြောခဲ့လို့ကျင်ရသလားပါဠိတော်ကိုမျက်စောင်းထိုးပြီးတော့ပါဠိတော်ကိုလွတ်သလားမျက်စောင်းထိုးပြီးဦးဇင်းတို့သူတော်ကောင်းတို့နားလည်နိုင်မဲ့စကားနဲ့ပြောခဲ့တာအဲ့ဒါလို့ပြောတော့စိတ်လိုက်မှန်ပါပြောတဲ့နေရာမှာတချို့နေရာလေးတွေကြတော့ဘုရားဟောဓမ္မခန္ဓာနဲ့စွဲจิตတင်စရာလေးတွေပါနိုင်တာပေါ့ဗျာဥဒ္ဓမင်္ဂလာတရားတွေဆိုတချို့ကပြောတယ်ဘုန်းကြီးတဲ့ဘုန်းကြီးတရားတွေကိုအပြစ်လိုက်ရှာနေကြတယ်တဲ့သူတို့မရှာခင်ကလေးငါရှာထားပြီးသားတရားပုတ်တိုင်းမှာအပြစ်မလုပ်ဘူးငါဘုရားမှမဟုတ်ပဲလို့ဟမ်အဲ့တော့မင်းတို့ကြိုက်တာရွေးယူကြသူမင်္ဂလာပြောတယ်အကုန်ယုံလို့ဘယ်တရားပွဲမှာမှအာမမခံဘူးရှင်းယုံရှင်းလားရှင်းပါပြီကြည့်ရင်ဒါလေးကျုပ်ကဟောကြပါတယ်ဆိုပြီးတခါလေးလိုက်စင်စင်ခိုင်းတာလားခင်ဗျားတို့ပြင်လို့လိုက်ဟောတာလားရှင်းနေတာပဲကျုပ်ကကျုပ်လန်ကျုပ်လုပ်နေတာမှမဟုတ်ဘဲနဲ့ဒီမှာနားကျင်လို့မှသူ့မင်္ဂလာသားအပြင်းကြီးတဲ့ခါရရှိတယ်မကြီးဟမ်သဘောပါလားမအဲ့နေရလေကြိုက်လေပဲဟမ်ကျင်းတယ်နော်အဲ့တော့ဘုသူဉာဏ်နဲ့ဘုသူယုံအောင်ဘာနဲ့တိုက်ကြည့်ခန္ဓာအရှိနဲ့တိုက်ကြည့်ခန္ဓာအရှိနဲ့ခုဦးဇင်းတို့ဟောနေတဲ့ဝိပဿနာတရားဆိုတာဘာရှိတယ်လဲဒီလိုမျက်လုံးဘာလို့တတ်တော့လူမျက်လုံးကမြင်တာလားနတ်မျက်လုံးကမြင်တာလားခွေးမျက်လုံးကမြင်တာလားဘာကမြင်တာလဲဒါဖြင့်လူရဲ့နတ်ရဲ့ခွေးရဲ့ပြမရဲ့ကွဲသေးလားမြင်တတ်တဲ့သဘောရှိရင်ကြားတဲ့သဘောရှိရင်ဘာကိုမြင်ပါလဲဒီလိုပဲဘယ်မျက်လုံးကမြင်နတ်မျက်လုံးကမြင်လဲနတ်နားကကြားတော့လဲကျွတ်အစင်းနေအိတ်နေတဲ့လူတွေရှိတယ်နတ်နားကကြားတော့လဲအတန်ပဲအတန်ဟာအတန်ပေါ့ဘာအကောင်ထည်ရှိလဲလဝင်များချိုလားမကြွတ်လို့မချိုတာပေါ့ဖိုးချစ်အတန်ဆိုရင်ကဲဘယ်သူဖိုးချစ်ရဲ့ချမ်းသာရဲ့မိုးဝင်းရဲ့ဘယ်သူအတန်ချိုလို့ဟမ်အဲ့ကျုပ်တန်ကအဲ့ဘာရမလဲဟမ်ခုကျုပ်ရှိမှနေရတာကြောင့်အတန်ချိုးစရာရှိလားအဲ့ဒီချိုးအောင်သူကပဲရှားအရသာခံတဲ့ဟာမှမဟုတ်ဘူးနဲ့မလို့နဝင်ချိုးတာဟမ်ငါသားလေးအတန်ကြားလိုက်ရမှာအမဟမ်သိချင်းသိချင်တာရှင်းတတ်လားဆွေကင်မုန်းကောင်းဘယ်တဲ့ထိတာမိုက်တဲ့မလေးဘေးလူတွေလည်းညှို့ထိုးမနေနဲ့ဟမ်သဘောပါသလားအဲ့ဒါပတ်ဝန်းကျင်ကောင်းကိုလည်းရှာတတ်မှာပေါ့ကိုယ့်အကိုသိမ့်တော်ရလို့ပေါ့တရားလုပ်ချင်ရင်တရားလုပ်တဲ့အရက်သွားပေါ့ဒီရက်ကလူတွေခေါ်မရဘူးဆိုဒီရက်ကလူတွေပြစ်ထားခဲ့ဟိုလုပ်တဲ့အရက်သွားကျင်တတ်လားလိုက်အပြစ်တင်နေလို့ပြီးမလားပြီးပါဘူးမင်းကိုကိုယ်ကစွမ်းဆောင်နိုင်တယ်ကိုယ်မှအရေးချင်းရှိတယ်ဆိုတော့တရားလုံးပါလာအောင်လုပ်လိုက်မလုပ်နိုင်ရင်ဟာထိုးလဲမဲ့ရှောင်ပြေးရှင်းလားဒါပဲပန္တိတပညာရှိဆိုတာအဲ့ဒါမနိုင်ဝင်ကြီးထားပြီးတော့တပည့်တော်ဒါတွေလှုပ်ချင်တာပြောလို့ရှားထွက်နေကျင်တတ်သလားဒါမို့ဘုသူမင်္ဂလာအခုရဲတရားတော်တွေဟောတော့ညီတော်မောင်တွေအခုစစ်တမ်းထုတ်ရတယ်နောက်ကတပည့်တွေတို့ရတယ်သူမင်္ဂလာအော်လို့ရှောက်ဟောနော်ရှောက်အော်တော့နောက်ဟောလာတော့တက်လေပြဿနာမရှင်းနိုင်အဲ့ကောင်လေး
ငါကဒီတရားနဲ့ထိတွေ့လာတာငယ်ငယ်လေးကလေးမိုက်ချင်လို့သာကြားခဲ့မိုက်လာတာငါအကုန်သိတယ်မင်းတို့ကခုမှတွေ့တာငါလို့ရှောက်မအောင်လေငါပြဿနာငါရှင်းနိုင်တယ်ဟမ်ပြန်ပြောရဟောဆိုမင်းတို့တော်ချန်နေကလျာဏမိတ်တနဲ့မတွေ့ဘဲနဲ့ပါပမိတ်တနဲ့တွေ့တော့သဘောပါတယ်နော်ကောင်းပြီဘယ်သူဝမ်းထဲမှာပြင်ဆင်ထားဘုရားရှင်ကိုရောမြတ်ကြီးကပြောပါပြီမဂ္ဂင်၈ပါးကိုချိန်ဖန်များစွာပွားများနေရမဂ္ဂင်၈ပါးကိုကုသိုလ်တရားနဲ့ပြစ္ဆုတ်ပန်တန်တရားနတ်ဖျားကောင်းကျိုးကိုအလိုရှိတဲ့ပညာရှိမှန်ရင်နဲ့ဟုတ်ပြီနော်မဂ္ဂင်၈ပါးကိုမပြတ်ပွားများနေရကလျာဏမိတ်တနဲ့ပေါင်းအဲ့ဒါမှဘာခေါ်လဲပညာရှိအဲ့ဒါမှဘာလဲပညာရှိပါဗျာအဲ့ဒီမှာတရားကြီးလျှောက်ထားတာမုံရွာတုန်းကလျှောက်လာတာလေတခုသတိရလို့ဖခင်ကသတ္တရနဲ့ဥစ္စေတဒိဋ္ဌိမပယ်ဘူးတဲ့အဲ့ဒါဘုန်းကြီးတွေသိတယ်မေးကြည့်လို့ဒီလိုပြောတယ်နော်အဲ့တော့အခုဒီတရားလို့ပြောရင်ဟုတ်တယ်မပယ်ဘူးပြစ္ဆုတ်ပံလဲကောင်းရမယ်တန်လျာလဲကောင်းဒါမဟောရဘူးလားမပြောရဘူးလားဒိဋ္ဌိဇွဲကြောင့်ပြောတာလားမဟုတ်ဘူးဒါလေးသိဖို့လိုပါတယ်နော်ဘုရားရှင်ရဲ့ဓမ္မခန္ဓာထဲမှာပြစ္ဆုတ်ပံတန်တရားနှစ်ဖြာကောင်းစားရေးဆိုတာပါသလားမပါဘူးလားပါတယ်တန်တရားကောင်းစားရေးပါတယ်သို့သောတချို့နေရာကျတော့တန်တရားဆိုတာကောင်းတယ်လို့မရှိဘူးကွာဒါကအဘိဓမ္မာလွတ်လန်းကိုပြောတာအခုပြင်ရအောင်မဲ့လူတွေကျတော့ပြင်ချင်းဆင်ချင်းလာအောင်သူ့နေရာနဲ့သူပြောဗျာကာလံဒေသံဧကံတဏဒါရှိပါတယ်ဒေါသတကြီးနဲ့ရန်လာတွေ့တဲ့ပုံသားကြတော့ရှင်ဗျာချမ်းသာခြင်းဘာပယ်ရမလဲဒေါသပယ်လိုက်ဟုတ်ခင်ဗျားတို့ကျတို့ဒေါသတစ်လုံးနဲ့ပယ်လို့မရပဲနဲ့ဒေါသကြီးသလားဆိုတော့လေကြီးတယ်လောဘကြတော့လေကြီးပါတယ်ဗျာမောဟကြီးပါတယ်ဗျာအေးမောဟဘူးလို့ညီးဘူးလားညီးပါတယ်မောဟသမားတွေမေးပရိညာဘာဖြစ်မှမသိဘူးငါပဲကောင်းကောင်းအေးရပါဘူးဟမ်မောဟကြီးတယ်ရှင်းလည်းမရှင်းဘူးလူကြားနဲ့လိုက်ပြောတယ်သဘောပါလားမအေးရလေကောင်းလေပဲကျင်းတယ်နော်မိမိရောပေါ်ဆဆနေတာနဲ့လုံးလုံးကြကြနေတာဘယ်သိကောင်းလဲအောင်ဘောဓမ္မယုံတဲ့တော့ရှေ့လာတော့မှအခုတော်ပူးလာပြီဟမ်ဟိုရှိဆိုရင်တော့ဒါဆောင်းတွင်းအေးအေးဝပြီးသွားအဲ့ဒါမိတ်သွားပြီသူတို့နေရာကြမလို့ပူရတာအိတ်ကိုမရဘူးစိတ်ပြတ်တာကလူတော့လုံးဆောင်းတွင်းလုံးကအိတ်ထားတာခင်ဗျားတို့လွန်နေပြီမြလိုက်ကျင်းတယ်လားအေးဆုံးတွင်းကအေးလို့ဆိုထားမှမထားပဲဗျမြို့ထဲထွက်ကြည့်လိုက်7နာရီလောက်ထွက်လဲလူကကျေတယ်9နာရီထားလဲကျေတယ်ဈေးထဲတောင်မှတော်တော်နဲ့လူမရောက်ဘူးဟောဆိုတော့အေးလို့အဲ့ပိုအိတ်ထားတာနေရာကြီးကလျှော့ပေါ်ဗျရှင်းတတ်လားကဲဒါဖြင့်ဘသူကိုဘသူကောင်းအောင်ပြန်ဆွေခင်မုန်းကောင်းတဲ့ကောင်းရသူတော်ကောင်းတွေအပေါ်မှာဂိုင်းညွတ်တဲ့စိတ်ရှိရသူတော်ကောင်းဆိုတာမိမိကိုသစ္စာနဲ့လမ်းပြနိုင်တဲ့ပုဂ္ဂိုလ်ရှင်းသလားအကြောင်းအကျိုးအကောင်းဆုံးကိုဝေဖန်ညွန်ပြနိုင်တဲ့သူတော်ကောင်းကိုစိတ်ကရမယ်ကိုင်းညွတ်တဲ့စိတ်ရှိရမယ်ရှင်းကြလားဟဲ့ဒါမို့နုညံတဲ့စိတ်ထားအကောင်းမြင်ဝါဒအဲ့ဒါလေးနဲ့ဘသူကိုဘသူကောင်းအောင်ပြန်ကိုယ်ကိုကောင်းအောင်ပြင်မဆိုတတိထားချက်ချင်းပြင်ကောင်းလာအကျဉ်းချင်းပြင်းယူရမှာချက်ချင်းကောင်းနိုင်တဲ့လူတွေမပါဘူးနော်အဲ့တော့အကျဉ်းချင်းပြင်းယူရမယ်အဖန်ပန်ပွားများနေရရှင်းတတ်ကြလားကောက်တာနဲ့ဖြောင်းတာပဲတယ်များကောက်နေတဲ့အချိန်ကရရင်ဘာလို့ရမလဲတခါနဲ့ဖြောင်းရုံနဲ့ပြီးရောလားအချိန်ချင်းရှင်းတတ်ပြီနော်ကိုယ်ကျိုးစည်းပွားပြစ္ဆုတ်ပံတန်တရားရှင်းတတ်ကြလားမဉ္ဇဉ်ပူဉ္ဇဉ်ရပြီဆိုတန်တရားစခန်းပြတ်ကြီးတဲ့ကောင်းတဲ့ရှ
ရှိသေးလားအပြတ်နိုင်သေးဘူးဆိုတော့လေသူတော်ကောင်းလှုပ်လှုပ်ပြီးသေးတော့ပူစရာလိုသလားအနေကောင်းရင်အနေအေးမှဒါဖြင့်ကိုယ်အတွက်ကိုကြိုးစားကြရှင်းတတ်ကြလားဟဲ့ကြိုးစားမယ်ဆိုတော့လေဘသူကိုဘသူကြည့်အောင်မယ်ပုဂ္ဂိုလ်ကိုရှိယုတ်တရားနဲ့ယုံနာခန္ဓာပဲချိန်ကြည့်ကြည့်ဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဟေးကဲသို့သစ္စာ၄ချက်ဒီပြိုင်နဲ့ကိုက်မှသာလျက်တန်တရာဝတွင်းကလွတ်ကင်းနိုင်ပါဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆာသောသတိတရားမလျှော့သောဇွဲလုံးလားလက်ကင်ထားပြီးတော့ဒီဘဝဒီခဏမှာပဲဒုက္ခလက်စသိမ့်နိုင်အောင်သူတော်ကောင်းကိုမိဝဲကြစို့လို့တိုက်တွန်းရင်းနဲ့ဒီညနားကြစို့